အားလုံးပဲမင်္ဂလာပါခင်ဗျာ Blog by LK Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ရိုက်ကူးတင်ဆက်ပေးမှာကတော့ဖူးကမ်းမျိုးကနိုင်ထောင်ကမ်းခြေပဲဖြစ်ပါတယ်ဒီနေရာလေးကတော့လကူနာဘက်ကနေသွားမယ်ဆိုလို့ရှိရင်ဘနာနာကမ်းခြေရဲ့အကျော်လေးမှာရှိပါတယ်ခင်ဗျာကမ်းခြေရဲ့အားသာချက်ကတော့ဘနာနာကမ်းခြေနဲ့အတူတူပါပဲလူသွားလာနေပါတာကြောင့်မလို့ရေရမ်းကြည့်ရဲပြီးလို့ရှိရင်အေးဖေးအနားကြီးလို့ရပါတယ်ခင်ဗျာအသိပေးချင်တာတစ်ခုကတော့အစားတောက်အရင်ပေးကြည့်ကြပဲဖြစ်ပါတယ်အဲဒါကြောင့်မို့လို့အပြင်အားပဲဝယ်သွားတာပဲဖြစ်ဖြစ်အိမ်အားပဲထည့်လာတာပဲဖြစ်ဖြစ်အဆင်ပြေမယ်လို့ထင်ပါတယ်ခင်ဗျာအဆုံးလေးကြည့်ရှုပေးတဲ့အတွက်အားလုံးကြည့်ရှုအထူးပဲတင်ရှိပါတယ်ခင်ဗျာတာယာရဲ့နေ့လေးပိုင်ဆိုင်ကြပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါတယ်